ကိုနဲ့သွားတိုက်စီကိုဒီလိုရောလိုက်ရင်ဘာဖြစ်သွားမလဲဆိုတာခမရတို့တခါမှတွေးဖို့မှမဟုတ်ပါဘူးအခုပဲကြည့်လိုက်ပါအင်ရှင်မတွေအတွက်တကယ့်ကိုအသုံးဝင်တဲ့လျှို့ဝှက်ချက်ကြီးတစ်ခုပါပထမဆုံးအနေနဲ့ကိုပလင်းငယ်တစ်လုံးနဲ့ကိုသွားတိုက်စီအဖြူရောင်အနှင်းငယ်ညှက်ထည့်လိုက်ပါပြီးရင်တော့အဖုံးကိုတေချာပိတ်ပြီးသွားတိုက်စီနဲ့ကုတ်တွေနှံ့သွားအောင်အားရပါရလှုပ်ပေးရပါမယ်ခဏနေရင်တော့ကုတ်ရဲ့အယောင်ကပြောင်းလဲသွားပြီးနှိုးညက်ရောင်လိုခပ်ပြက်ပြက်အရေးမျိုးဖြစ်လာတာကိုတွေ့ရမှာပါအဲ့ဒီအကြီးကိုပကံလုံးတစ်လုံးနဲ့ပြောင်းထည့်လိုက်ပါအခုကစားပြီးတကယ့်အစွမ်းတဲ့စီးကြီးဖြစ်ဖို့ဖြီးဆွဲရမယ့်အဆင့်ကြီးလာပါပြီပကံစီးစပြာကြီးနှစ်ဆုံးကန်ထည့်ပါစားကိုလည်းထမင်းစားစုံနဲ့နှစ်ဆုံးကန်ထည့်ပြီးပါနောက်ဆုံးမှာတော့ရေတဖန်ကွက်ကိုထည့်ပြီးတေချာလေးမှွေပြီးလိုက်ပါကြည့်လိုက်ပါအမြုပ်လေးတွေထားလာပြီးတကယ့်ကိုအားကောင်းတဲ့တန့်စင်စီးကြီးတစ်မျိုးကိုရရှိသွားပါပြီဒီအကြီးကိုအသုံးပြုရလွယ်ကူအောင်စပရေးဘူးလေးကိုကတော့လေးခါပြီးပြောင်းထည့်လိုက်ပါအခုခမရတို့ကြည့်နေရတာကတော့ဦးခွက်ပကံတွေကကြီးတွေကိုအလွယ်တကူဖေရှားပြီးမယ် magic spray ပါပဲဥပမာအနေနဲ့မင်းကြီးနေတဲ့ဒေဝအောက်ခြေကိုကြည့်လိုက်ပါဒီစီးကြီးကိုဖျားလိုက်ရုံနဲ့တင်ကြီးတွေကပျော်ဆင်းလာတာကိုတွေ့ရပါလိမ့်မယ်အဝက်ဒါမှမဟုတ်ပကံစီးဖက်လေးနဲ့ပုတ်လိုက်ရုံပါပဲအမေးရောင်ကြီးတွေအကုန်ပြောက်ပြီးစတီးရောင်ပြောင်းလဲသွားတာကိုမြင်တွေ့ရမှာပါဒါတွေမကသေးပါဘူးမီးဖိုကောင်းကကြီးတွေကိုလေဒီနီးနဲ့တန့်ရှင်းနိုင်ပါလိမီးဖိုကောင်းဟာများသောအားဖြင့်စီကြီးတွေအမေးတွေနဲ့တန့်ရှင်းရခတ်တတ်ပါလိဒါပေမဲ့ဒီကုတ်နဲ့သွားတိုက်စီရောဆက်ထားတဲ့စီးကြီးကိုဖျန်းပြီးပုတ်လိုက်မယ်ဆိုရင်တော့ခဏချင်းအတွင်းမှာပဲအတိအတိုင်းပြောင်းလဲသွားပါလိမ့်မယ်တကယ်ကိုကုန်ကြစီတတ်တာပြီးထိရောက်တဲ့နီလန်ကောင်းတစ်ခုဖြစ်တာကြောင့်ခမများတို့လည်းအိမ်မှာအခုပဲစမ်းကြည့်လိုက်ကြပါဦး